ကြည့်အောင်လုပ်လို့ရလားလုပ်ကြည့်လိုက်မလုပ်လို့မရနောက်နေ့မှကျင့်တာအခုကြည့်လုပ်ကြည့်အောင်ဒီသားလေးမဟုတ်ကလေးမလောင်နဲ့လေခုမှတင်စားပဲရှိတယ်ဟုတ်တယ်လေတင်းနေတာလေခင်ဗျားတို့ကတစ်ခေါက်ပဲကြိုးစားကြည့်မရရင်ကိုကြီးမလုပ်ခိုင်းတော့ကျင့်တာဘာလို့လဲဆိုတော့ဒီလက်ကလည်းနေရအာယုံကဒီဟာလေးလို့ပါမလို့ရဘူးနော်အဲ့ဒါလုပ်ကြည့်ကဲကလေးတွေကြောက်တယ်ပြီဒလိုက်ဖောင်းနေတယ်အောက်ကသူချက်လောက်ကိုအသားပေးရတော့ပေါ်မုတ်တဲ့နေရာမှာနည်းအားရောပါရှင်းတဲ့ကောင်ကလည်းမင်းပူတဲ့ကောင်ကကြည့်တာမဟုတ်တော့သူများပြတဲ့ comment တွေမလုပ်ချင်ကိုယ့်ဘာနဲ့စဉ်းစားပြီးတော့ဘယ်လိုဆွဲဆောင်မရှိအောင်လက်ခုပ်ကြောင်တီးမလဲစဉ်းစားတာကိုယ်စနေကိုလုံးမလားအခုတင်ပြီးတော့လုံးမလားလို့ဒီတိုင်းလုပ်တာဒီကကိုတက်ခဲဆရာပဲဒီတကားတက်ခဲဆရာညီလေးပြိတ္တကဒီဘက်မှာမဟုတ်မှာသူ့စိတ်ဆိုးနေသူကလေးကရွှတ်နေတယ်ပြိတ္တကဟိုမှာဟောအခုကြိတ်နေကြိုက်နေတာလားဘာလဲချင်းလေတင်းငယ်တွေဦးသူပို့သူဟုတ်တယ်ဒီဟာတကယ်အနုပညာရှင်ချုံကားတဲ့မျိုးဟုတ်တယ်မြို့မနဲ့မန္တလေးနော်ဒီငါဒီပါဘောင်အော်ကက်စထရာအဖွဲ့ကြီးဟုတ်ကဲ့မြို့မလေး